ကျွန်တော်နဲ့ကျွန်တော်မကတော့အမဝိညာဉ်ငှက်ကလေးတွေပါသူမဦးကပေါက်လာတဲ့အချိန်မှာတော့သူမရဲ့အမွေးတောင်တွေကတစ်ဖြက်ဖြက်တောက်ပြီးတောက်ပနေခဲ့တာသူမကယုံကြည်နိုင်စရာမရှိအောင်လှပလွန်းလို့မွေးကလေးကတမျိုးနွယ်လုံးကသူမကိုယတနာတစ်ခုလိုတန်ဖိုးထားခဲ့ကြတယ်ကျွန်တော်ကြတော့မွဲချောက်ပြီးဖျို့ဖျဲဖြစ်နေတဲ့အမဲရောင်အမွေးတွေနဲ့ပေါ့ကျွန်တော်ထွက်လာတာနဲ့လူတိုင်းကကျွန်တော်ကိုလှောင်ပြောင်ကြပြီးဝိညာဉ်ငှက်မျိုးနွယ်ရဲ့လူဆန်းအပူကောင်းလို့ခေါ်ခဲ့ကြတယ်သူမကြီးပြင်းလာတော့ပို့ပြီးတော့တောင်လှပလာပါသေးတယ်နတ်ပြည်ကနတ်မင်းတွေအများကြီးကသူမနဲ့ဂတိတစ္ဆာပြုကျင်ခဲ့ကြတာနောက်ဆုံးမှာတော့သူမကမြင့်မြတ်တဲ့ငကားစစ်နက်ဖျားပိုင်လင်ကိုရွေးချယ်ခဲ့တယ်ကျွန်တော်ကတော့ကြောက်စရာမကောင်းပဲနူးညံ့သိမ်မွေးတဲ့ယူချမ်းနတ်မင်းကိုမြင်မြင်ချင်းချစ်မိသွားခဲ့တာပါလူတွေဘလောက်လောင်လောင်ဂယုမဆိုင်ပဲသူ့နောက်ကိုပဲအရေးလိုလိုက်ခဲ့တယ်နှစ်ပေါင်း100ကြာပြီးနောက်ပိုင်လင်ဟာမိစ္ဆာမျိုးနွယ်နဲ့စစ်ဖြစ်ရင်ဒဏ်ရာအပြင်းထန်ရပြီးသူ့ရဲ့မူလခန္ဓာကိုယ်ပါပျက်စီးလူနီးပါးဖြစ်သွားခဲ့တယ်အားကိုးရမဲ့သွားတဲ့ကျွန်တော်အမဟာမိစ္ဆာတွေရဲ့ဖန်ဆီးခြင်းကိုခံရပြီးကစားစရာတစ်ခုလိုအနှိမ့်ဆက်ခံခဲ့ရရှာတယ်အဲ့ဒီနောက်မကြခင်မှာပဲကျွန်တော်ကလူသားတွင်ဖန်ဆင်းနိုင်ခဲ့ပြီးအမဖြစ်သူထက်မကလှပလာခဲ့ပါတယ်ယူချမ်းနတ်မင်းကကျွန်တော်ကိုတိတ်ချစ်လွန်းလို့နတ်ပြည်ရဲ့စီကံတွေကိုစန့်ကျင်ပြီးကျွန်တော်ကိုလက်ထပ်ခဲ့တာပေါ့ဒါကိုအမဖြစ်သူတည်သွားတဲ့အခါမနာလိုစိတ်နဲ့ယူသွတ်သွားပြီးမိစ္ဆာကူကနေထွက်ပြေးလာကကျွန်တော်ခေါင်းကိုတစ်ချက်တည်းနဲ့ပိုင်းဖြတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့အရာအလုံးကအစကပြန်ဆနေပါပြီကျွန်တော်တို့သခင်ရွေးချယ်ရမယ့်နေ့ကိုပြန်ရောက်နေတာပါဒီတစ်ခါမှာတော့အမဖြစ်သူကကျွန်တော်ထက်အရင်ဦးအောင်ပြေးပြီးယူချမ်းနတ်မင်းရဲ့လက်ထဲကိုခုံဝင်သွားပါတော့တယ်သခင်ရွေးချယ်ပွဲခန်းနာမှာလူတွေအပြည့်ပါပဲဝိညာဉ်လောကရဲ့အရှင်သခင်ရွှန်ရှုကကျွန်တော်တို့ညီမနှစ်ယောက်လုံးကိုလက်ထဲမှာကင်ပြီးကြီးညာလိုက်တယ်အားလုံးခဏဆောင်ကြပါဦးဒီနေ့ဟာထူးခြားတဲ့ဝိညာဉ်ငှက်မွာတွေသူတို့ရဲ့ကံပါတဲ့သခင်ကိုရွေးချယ်ရမယ့်နေ့ပါအားလုံးပဲကိုလိုချင်တဲ့သူကိုရကြပါစေလို့ပြောပြီးလက်ကိုဖြတ်လိုက်တဲ့အခါကျွန်တော်တို့ညီမနှစ်ယောက်စင်မြင့်ပေါ်ကနတ်မင်းတွေစီကိုပြန်တက်သွားကြပါတယ်စင်ပေါ်မှာတော့အယောင်တွေးဆုံလင်စွာဝစ်ဆင်ထားတဲ့နတ်မင်းတွေပြည့်ပါပဲအောက်ကလူအုပ်ကြီးကလည်းဒီဝိညာဉ်ငှက်နှစ်ကောင်ဘလို့ပုံစံလဲဆိုတာကြည့်ဖို့တိုးဝေးနေကြတာပေါ့ကျွန်တော်တို့ပြန်တက်လိုက်တာနဲ့လူအုပ်ကြီးကဝုန်းကနေဖြစ်သွားတယ်အမဖြစ်သူရဲ့အမွေးတွေကနေရောင်အောက်မှာတက်တန့်ရောင်တွေတောက်နေတာကိုသူမအတောင်ပံခတ်လိုက်တိုင်းတောက်ပတဲ့အမွေးနုလေးတွေလွင့်ပြန့်ကျလာတာလူတိုင်းကိုအံ့ဩမြင်သက်စေပါတယ်ကျွန်တော်ကတော့သူမဘေးမှာအမဲရောင်အမွေးတောင်တွေနဲ့ရုပ်ဆိုးပြီးလူရမဝင်တဲ့ပုံစံမျိုးပေါ့နေဦးဟိုအမဲရောင်ကလည်းဝိညာဉ်ငှက်ပဲလားသူကရှောင်းဦးဆဲဝါနဲ့ရှင်ရင်ဘာမှမဟုတ်ပါလားအမွေးရောင်ကြောင့်ပဲလားဒါမှမဟုတ်သူ့ရဲ့ကျင့်စဉ်စွမ်းအားကတကယ်ပဲအဆင်ပြေရဲ့လားတော်ဆန်းပါကြည့်ရတာဝိညာဉ်စွမ်းအားရှိတဲ့ပုံတော်မပေါက်ဘူးကျွန်တော်ဘာစကားမှနားမထောင်နိုင်တော့ပါဘူးကျွန်တော်စိတ်ထဲမှာယူချမ်းနတ်မင်းကိုပဲလိုက်ရှာနေမိတယ်အရင်ဘဝတုန်းကကျွန်တော်အပေါ်တိတ်ကောင်းခဲ့တဲ့သူမို့ဒီတစ်ခါလဲသူ့ကိုပဲထပ်ရွေးပြီးကြေကွဲစရာတွေကိုရှောင်ကျင်တာပါစင်ပေါ်ကနတ်မင်းတွေကလည်းကျွန်တော်တို့ကိုဆွဲဆောင်ဖို့ယတနာတွေဝိညာဉ်စွမ်းအားအလင်းတန်းတွေကိုထုတ်ပြနေကြတယ်ယူချမ်းနတ်မင်းတယောက်တည်းကသာအနောက်မှာအေးအေးဆေးဆေးရက်နေတာပါအဲ့ဒါကြောင့်လဲကျွန်တော်သူ့ကိုချက်ချင်းမြင်လိုက်တာပေါ့ကျွန်တော်ပြန်သွားဖို့လုပ်ပေမဲ့အမဖြစ်သူကပုံမြန်နေခဲ့တယ်သူမကရောင်စုံအလင်းတန်းတစ်ခုလိုပြေးသွားပြီးသူ့လက်ဖွားပေါ်မှာနားလိုက်ပါတယ်လူတိုင်းကယူချမ်းနတ်မင်းကိုဂုဏ်ပြုစကားတွေပြောကြတာပေါ့အမဖြစ်သူကကျွန်တော်ကိုလှောင်ပြောင်တဲ့အကြည့်နဲ့လှည့်ကြည့်တယ်ညီမလေးဒီတစ်ခါတော့မင်းနောက်ကျသွားပြီထင်တယ်ကျွန်တော်တကူလုံးအေးဆက်သွားပါတယ်အမဖြစ်သူလည်းပြန်လဲမွေးဖွားလာတာပဲသူမအရာအလုံးကိုမှတ်မိနေတယ်ယူချမ်းကကျွန်တော်အတွက်နတ်ပြည်ကိုစန့်ကျင်မဲ့အကြောင်းကျွန်တော်လူသားတွင်ပြောင်းလဲနိုင်မဲ့အကြောင်းတွေကိုသူမသိနေလို့တမင်ဦးအောင်လုပ်လိုက်တာပါကျွန်တော်နောင်တတွေမုန်းတိမှုတွေနဲ့ယူချမ်းရဲ့ဘေးမှာပြန်ဝဲပြီးထက်ခါတလဲလဲအော်ဟစ်နေမိပေမဲ့သူကတော့ကျွန်တော်ဘယ်လောက်နာကျင်နေလဲဆိုတာမသိရှာပါဘူး